OK ဒါလေးကတော့ကျွန်တော်တို့ဒီတရားတော်စာပြေကွင်းမှာရောင်းနေတဲ့ KW 600ပေါ့နော်600နဲ့ကျွန်တော်ဒီဘက်ထရီကိုစမ်းမြပေးမယ်အဲ့တော့ဒီကောင်စမ်းမယ်ဆိုရင်အပေါင်းတော့ကိုရှိတ်လိုက်ပေါ့နော်ဒီကောင်ကလစ်ကတော့အသားအနာတော်တော်လေးကောင်းတယ်အဲဒီမှာ logo ပေါ်လာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်သူရဲ့ screen ကတော်တော်လေးကိုတောက်တယ်ပေါ့နော်ကျွန်တော်ဒီကောင်ဒီကန်း screen ကဘယ်လို screen လဲဆိုတော့ကျွန်တော်တို့ဒီ smart watch တွေမှာသုံးတဲ့ screen ကိုသုံးဝေးထားတာပေါ့နော်။ဒါဆိုကျွန်တော်တို့ဒီမှာ battery tag ကိုစမ်းပြမယ်။အဲ့ဒါမှဆိုလို့ရှိရင်တော့သူလောက်ခိုင်းတဲ့ဟာရှိတယ်ပေါ့နော်။အဲ့တော့ headlight ကို10 second ဖွင့်ထားရမယ်ပေါ့နော်။ပြီးရင်ပြန်ပိတ်ပေါ့။မိကြီးဖွင့်ပါ။ Okay ပြန်ပိတ်ပါ။ Okay အဲ့ဒါလို့ပြောရင်ကျွန်တော်ဒီမှာ enter ထပ်နှိပ်လိုက်မယ်။အဲ့ဒီမှာကျွန်တော်ဒီကောင်ဘာနဲ့တိုင်းမဆိုလို့ရှိရင်အပေါ်ကဟာနဲ့ပဲတိုင်းလိုက်မယ်ပေါ့နော်။အဲ့ဒီကောင်ကို CCA သူကရွေးရရတော့အများကြီးပဲ။ဒါပေမဲ့ဒီကောင်ကကျွန်တော်ဒါ CCA နဲ့တိုင်းရမှာပေါ့နော်။ CCA 600လောက်ထားပြီးတော့ကျွန်တော်တို့ဒီမှာတိုင်းကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်သူကCCA အနေနဲ့သူဘယ်လောက်ကြံသေးလဲဆိုလို့ရှိရင်313ကြံသေးတယ်ဟုတ်လားပြီးတော့ရှင်ကျွန်တော်ဒီမှာ SO8 က50နှစ်ဆိုတော့ဒီကောင်ဒီဒါဆို90ရာခိုင်နှုန်းလည်းရှိတော့တယ်သုံးမဲ့ဆိုရင်လည်းသုံးလို့ရတယ်ဒါမဲ့လဲတော့လဲတင်နေပြီပေါ့နော်ဒီလိုပုံစံမျိုးလေးသူကပြပေးတာဖြစ်ပါတယ် SOC SO8 တွေပြပေးဒါဆို SOC ပေါ့နော်ဒါဆို SO8 ဖြစ်ပါတယ်အဲ့တော့ဒီ battery ကလည်းကျွန်တော်တို့ဒါယုံကားပေါ့နော်ဒါလဲထားလေးတော်တော်လေးကြာနေပြီဟုတ်အဲ့လိုမျိုးကျွန်တော်တို့တိတိကျကျလေးတိုင်းလို့ရပါတယ်အဲ့တော့ဒီဆက်လေးကိုကျွန်တော်ပြန်အောင်စာပြီးခွင့်မှာ live ဝယ်အားပေးလို့ရပါတယ်2,200,000နဲ့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ